ပိတ္တကြီးစာပေါ့ခင်ဗျာရင်ကျွေးပါတယ်သူရဲ့အသားတွေကဟာတထောင်လောက်ရှိတဲ့ lobster ကြီးဒီမှာဒီပါအခုခွာပြရအောင်မှာအတုပ်လိုက်ကြီးအတုံးလိုက်ကြီးပိတ္တကြီးစာပေါ့ခင်ဗျာရင်ကျွေးပါတယ်သူရဲ့အသားတွေကking crab နဲ့နည်းနည်းလေးစင်မ king crab ပို့ချူအောင်အရင်မောင်မပြုတ်ထားဘူးသူအထက်ကအချူရတာနော်အိုးဟိုဟိုကြောက်အပြင်ကတော့အရင်ချက်အထက်ကကြလို့မကြအောင်လို့လား公正那难 Q ဒီပင်လည်းမတိုးတော့နန်းတိုးကျုံးရရင်ခုန်ကြမကောင်းတော့ကြောက်စံမရင်ခုန်ကြကောင်းတော့ရကောင်းခဲတာမကြဘူးကြောက်စံမဆိုဂုတ်ကိုကြည့်လိုက်ဂုတ်ကတော့မဲနေဆိုရင်အကြားတယ်ဝင်နေပါတော့ဂုတ်ကိုကြည့်လို့မှဖြူဖြူလေးဆိုရင်ဝင်တယ်